တပ်တိုင်းအစမှာကျော်ကြီးတယောက်တစ်မြစ်ကြီးကိုတိုက်ခိုက်နေတာကိုကာကွယ်ရင်းနဲ့စိတ်တွေကနေငါရောက်တော့မယ်လို့ပြောတယ်။ဒီချိန်မှာပဲတစ်ပင်ကြီးကနေလိပ်ပြတွေရုတ်တရက်ထွက်လာကြတယ်။ကျော်ရဒါအိပ်ပျော်စတဲ့လိပ်ပြတွေပဲသူတို့ကဒီအပင်ကြီးကိုကာကွယ်ဖို့အတွက်နဲ့အိတ်ဆေးအမှုန်လေးတွေကိုလိုက်ပြီးတော့ဖြန့်ကျဲနေတာဖြစ်ရမယ်။ဒါတကယ်ဆိုငါအဲ့ဒါတွေကိုမရှုမိရင်ပြဿနာရှိမှာမဟုတ်ဘူး။အောက်ထားမှဖြစ်မယ်ဆိုပြီးနှာခေါင်းပိတ်ထားပြီးတော့တစ်ပင်ကြီးစီဆက်သွားနေတယ်။ဒီလိုနဲ့အနာရောက်တော့တစ်ပင်ကြီးရဲ့နှလုံးသားကိုတစ်သားချုံနဲ့ထိုးလိုက်တော့တစ်ပင်ကြီးကအော်တန်လေးရုတ်တရက်ထွက်လာတယ်။ဒါရင်မပြီးသေးဘူး။ကျော်ကြီးကထိုးထားတဲ့တစ်သားကိုလက်ကြီးနဲ့ပါထပ်ပြီးတွန်းထည့်လိုက်တော့တစ်ပင်ကြီးကအတန်လေးလုံးဝကျေထွက်လာပြီးလောက်ထုံလုံးဝငြိမ်ကျသွားတယ်။တစ်ပင်ကြီးကတရတစပြက်စီးနေပြီးတော့ system ကနေတင်ဟာလောဘတစ်ပင် man group ကိုပထမဦးဆုံးအနိုင်ရရှိသူဖြစ်ပါသည်။ငါတေးစီချာလေးလာပြီးစူးစမ်းခဲ့တာလေးတွေအကူအညီရခဲ့တာပဲ။ငါဖြတ်တန်းခဲ့တာလေးတွေကိုရုတ်တရက်ကြီးကျေးဇူးပြန်တင်မိနေပြီလို့စိတ်တွေကနေပြောလိုက်တယ်။ system ကနေတင်ဤအောင်မြင်မှုမှတ်တမ်းများကိုမနေ့ဖြန်မှစ၍ကွန်ပျူတာမှတ်တမ်းတွင်မှတ်တမ်းတင်ထားပါမည်။ကျေးဇူးပြု၍တင်အမိကိုဖြည့်ဆွတ်ပါလို့ပေါ်လာတယ်။ကျော်ရငါမျှော်လင့်ထားသလိုပဲဒီအမိုက် system ကကွန်ပျူတာခမ်းမထဲမှာမှတ်တမ်းတင်ဖို့အတွက်နဲ့ငါရဲ့ကိုယ်ရေးကိုတာအချက်လက်တွေကိုတောင်းဆိုနေတာပဲ။ငါမှနာမည်မရှိဘူးငါရဲ့ကိုယ်ရေးကိုတာအချက်လက်တွေအားလုံးကိုတည်တံ့ထားမယ်လို့ပြောပြီးစိတ်တွေကနေငါရဲ့ကိုယ်ရေးကိုတာအချက်လက်တွေကိုပေးဖို့ငါညင်းတယ်ငါကထိတ်တန်း player ဟောင်းတယောက်ဖြစ်တယ်ဆိုတာကိုသိသွားရင်အားလုံးရဲ့အယုံဆိုင်မှုကိုခံရလိမ့်မယ်ဒီလိုနဲ့ system ကနေအမီမသိတင်းမနှကိုဝါပြီးအတန်ကိုလည်းပြောင်းထားပါတယ်လို့ပေါ်လာတော့ကြည့်ရတာ system ကလုံးဝတည်တံ့တော့ခွင့်မပြုထားဘူးပဲထားပါလေအခုအရေးကြီးဆုံးကဆိုပြီးတော့တစ်ပင်ကြားတဲ့ကနေဟိုရှာတီရှာနဲ့နောက်ဆုံးတော့တစ်ခုခုကိုတွေ့သွားခဲ့ပြီးအဲ့ဒါကတစ်ပင်ရဲ့အနှစ်သာရလို့ခေါ်တဲ့အလုံးလေးဖြစ်နေခဲ့တယ်ပုံမှန်အသီးတွေကတော့တန်မာမှုတွက်လက်မှုနဲ့မှော်စွမ်းအားတွေကို point 3ခုစီတိုးပေးတာဖြစ်ပြီးကြော်ရထားတဲ့အလုံးလေးကတော့ point 12ခုစီတိုးပေးတာဖြစ်တယ်။ဒါတွေမကသေးဘူး level တစ်ခုတက်တိုင်းမှာ point တွေက2ဆစီတက်မှာပဲဖြစ်တယ်။ဥပမာပြောရမယ်ဆိုရင်ပုံမှန်တစ်တီက level တစ်ခုတက်တိုင်းမှာတန်မာမှုက3မှတ်ကနေ6မှတ်ဖြစ်သွားခဲ့မှဆိုရင်အဲ့ဒီအလုံးလေးကတော့12မှတ်ကနေ24မှတ်ထိတိုးပေးသွားတာပဲဖြစ်တယ်။ဒါကကွဲထွက်နေတဲ့ပစ္စည်းတစ်မျိုးပဲအထက်90လုံးမှတောင်ဒီလောက်ကောင်းတဲ့ပစ္စည်းမရှိဘူးဆိုပြီးကြော်ရတယောက်မြူချလိုက်တော့အလင်းနဲ့ဖြာထွက်လာပြီး status ကိုစစ်ကြည့်လိုက်တော့ level 1နဲ့ star point စနစ်ရှိနေခဲ့တယ်။ကြည့်ရတာငါ level 1အတန်မှာဆုံးလို့ပဲဖြစ်ရမယ်ဒီလိုနဲ့တနားကြီးကြာပြီးနောက်မှာကြော်ရဗီဒီယိုဟာ7မိနစ်အတွင်း auto တင်မှာဖြစ်ပြီးတော့ command တွေကလည်းပလူပြန်လို့ပြန်နေခဲ့တယ် brother တို့နားလည်အောင်ပြောမယ်ဆိုရင်တော့ဒီ tower ရဲ့ quest တစ်ခုပြီးတိုင်းမှာ tower ကဒီရှင်းထားတဲ့ quest ရဲ့ဗီဒီယိုကိုကြည့်ရှုသူတွေစီကို auto update လုပ်ပေးတာပဲဖြစ်တယ်အများစုကတော့ဒါကြီးကိုမယုံကြည်ကြဘဲနဲ့ကန်ကောင်းသွားတာဒါမှမဟုတ်လိန်ခတ်တာဆိုပြီးတော့ပဲထင်နေကြတယ် system ကနေဗီဒီယိုလည်းတင်ပြီးတော့တယောက်တစ်မျိုးစီဖြစ်သွားပြန်တယ်တချို့တွေကဆိုရင်ကြော်ရုပ်ဘယ်သူမှမသိတာတော့မှတစ်လကို1 billion ပေးပြီးတော့ခေါ်ရှင်နေကြတယ်အဲ့ဒါမယုံနိုင်စရာပဲတေချာတာပေါ့အစင်တင်တဲ့တော့လောဘတစ်ပင်ကိုနိုင်ဖို့ဆိုတာလွယ်မလွယ်တာဒါပေမဲ့ဒါကလုံးဝအံ့ဩစရာတော့မဟုတ်သေးဘူးငါအစကတော့ live လွှင့်ပြီးတော့နှလုံးရောဂါမတက်အစားတောက်လေးစားပြပြီးပတ်စံရှာဖို့တော်တော်လေးကြိုးစားခဲ့ရပေမဲ့အခုတော့ငါကိုတစ်လ1 billion ချီပြီးတော့ငွေပေးမဲ့သူတွေတောင်ရှိလာနေပြီပဲဒါပေမဲ့အခုလုံးဝအရေးကြီးတဲ့ဟာကငါနောက်ထပ်သွားရမယ့်နေရပဲ game update ပြီးတော့ကတာဝါကနေမန်နာတွေစိတ်ထွက်ပြီးတော့စိုးမျိုးတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့တယ်အဲ့ဒါကအရန်သိတာတဲ့လက္ခဏာတော့မရှိပေမဲ့တခုကတော့သိချတယ်အဲ့ဒါကပစ္စည်းတွေတနည်းပြောရရင်တော့ item တွေပဲအဲ့ဒါတွေကအစ်စ်မဟုတ်ပါဘူးဒါပေမဲ့တာဝါကတော့အဲ့ဒါတွေကိုအသုံးချလိုက်မယ်ဆိုပြီးကြော်ကြီးတယောက် item တွေကိုရှာဖို့ကိုရီးယားအမျိုးသားပြတိုက်ကိုရောက်လာခဲ့တယ်ဘာလို့ရောက်လာတယ်လဲဆိုရင်တော့ဒီနေရာကလောဘတစ်ပင် man group ပေါ်တော့ကလိုမျိုးနေရာ9ခုတစ်ပြိုင်တည်းပေါ်လာတာမဟုတ်ပဲနဲ့ကိုရီးယားတစ်နိုင်ငံလုံးမှာတောင်ဒီနေရာကတနေရာပဲရှိတာဖြစ်လို့ဖြစ်တယ်ဒါဆိုရင်ကိုရီးယားတနိုင်ငံလုံးကလူတွေအန်တန်ကောင်းရဖို့အတွက်ဒီနေရာကိုလာကြမှာပဲပြီးတော့သူတို့တွေကပုံမှန် player တွေထက်ထူးခြားနေလိမ့်မယ်ဆိုပြီးတကားကိုဖွင့်လိုက်တော့ system ကနေသင် event area အထဲကိုဝင်ရောက်လာပါသည်ဆိုပြီးတော့ပေါ်လာတယ်ဒီနေရာကအရန်တိတ်ဆိတ်တာပဲကြည့်ရတာဘယ်သူမှမရောက်သေးတဲ့ပုံပဲနေပါဦးငါထင်ထားသလိုပဲတရားရောက်ကတော့ငါထက်အရင်ရောက်နေပြီလို့ပြောရင် chapter တစ်ခုပြီးသွားတယ်